ပွဲပြီးလို့ဂါဂါပြန်ထွက်လာတဲ့အချိန်မှာဘွိုင်ဂါရဲ့တနာစပွဲအခြေအနေကိုတွေ့ပြီးစိတ်မကောင်းဖြစ်သွားပါတယ်။ဒါကြောင့်ဂါဂါကသူ့လူတစ်ယောက်ကိုပတ်စံပေးပြီးဘွိုင်ဂါကိုထွားပေးခိုင်းပေမဲ့ဘွိုင်ဂါကငင်းပယ်လိုက်ပါတယ်။ဒါကိုကြည့်ပြီးဘွိုင်ဂါဟာဒီလိုဘဝမျိုးနဲ့မပျော်ဘူးဆိုတာကိုဂါဂါနားလည်သွားပါတယ်။ဂါဂါရဲ့ယင်းထဲမှာလည်းအရင်ကစွမ်းဆောင်ခဲ့မှုတဲ့ဘွိုင်ဂါအပေါ်လေးစားမှုရှိနေတော့မှာ။ဒါကြောင့်ဂါဂါကိုယ်တိုင်ဘွိုင်ဂါစီလာပြီးမင်းငါအတွက်ပွဲဒီအများကြီးထိုးပေးခဲ့လို့ငါပတ်စံတွေအများကြီးရခဲ့ဖို့တယ်။ဒါကြောင့်ဒီပတ်စံကိုလက်ခံပါလို့ပြောပါတယ်။ဒါပေမဲ့ဘွိုင်ဂါကပတ်စံကိုညင်လိုက်ပြီးခမားတကယ်ကူညီခြင်းရင်ကျွန်တော်ကိုခမားရဲ့အတော်ဆုံးကစားသမားစီခါနဲ့ရှင်းပြန်ခွင့်ပေးပါလို့တောင်းဆိုလိုက်ပါတယ်။အဒီစကားကိုကြတော့ဂါဂါကရေမော်ပြီးမင်းခြေထောက်ကတုံးမရတော့ဘူး။ဒီအခြေအနေနဲ့မင်းမရှင်းနိုင်ပါဘူး။မင်းကြိုးဝိုင်းထဲမှာအသေးခံတာကိုငါမကြည့်ချင်ဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်ဘွိုင်ကအယံရှိထိခိုက်သွားပါတယ်။တချိန်ကဒီထောင်ကိုစိုးမိုးခဲ့တဲ့ဘွိုင်ကဟာအခုတော့အားလုံးရဲ့အထင်သေးမှုကိုခံနေရပါပြီ။ဒါကိုဘွိုင်ကလက်မခံနိုင်တဲ့အတွက်ဒဏ်ရာရနေတဲ့ခြေထောက်နဲ့ပဲအပြင်းထန်ပြန်လဲလေ့ကျင့်ပါတော့တယ်။နေတိုင်းလေ့ကျင့်ခန်းတွေလုပ်ပြီးကိုပြန်လဲပြင်ဆင်ပါတယ်။ရဲအတော်ကြာစူးစမ်းပြီးနောက်မှာတော့ဒူးဒဏ်ရာကတက်တာလာပြီးဘွိုင်ကသူ့ရဲ့ဆံပင်နဲ့မုတ်စိတ်တွေကိုရိတ်ပစ်ကအရင်ပုံစံအတိုင်းပြန်ပြင်ဆင်လိုက်ပါတယ်။တခြားတစ်ဖက်မှာလည်းစီခါဟာပြိုင်ဘက်တစ်ယောက်နဲ့ပွေရှိနေပါတယ်။အဲ့ဒီအချိန်မှာကျင်းညာသူကဒီပွဲမှာနိုင်တဲ့သူဟာကဘာတဝင်းကအချင်းထောင်တွေကအတော်ဆုံးတိုက်ခိုက်ရေးသမားတွေပါဝင်မဲ့နိုင်ငံတကာအဆင့်ပြိုင်ပွဲကိုတွားရမယ်။အဲ့ဒီပြိုင်ပွဲမှာနိုင်ရတဲ့သူဟာရာဇဝတ်မှုမှတ်တမ်းအားလုံးပဲဖြတ်ခံရပြီးလွတ်မြောက်ခွင့်ရမယ်လို့ကျင်းညာပါတယ်။ပွဲစားတဲ့အခါထုံးစံအတိုင်းစီကာကပြိုင်ဘက်ကိုလွယ်နဲ့အနိုင်ယူလိုက်ပြီးအောင်ပွဲခံနေပါတယ်။အဲ့ဒီအချိန်မှာပဲဘွိုင်ကာရောက်လိုက်ပြီးစီခအဖို့ကိုရေနဲ့လမ်းဘက်ကမင်းဟာတကက်တိုက်ခိုက်ရေးသမားဆိုရင်ငါလူအနိုင်ယူပြဆန်းလို့စိန်ခေါ်လိုက်ပါတယ်။ဒီစကားကြောင့်စီခလည်းဒေါရထွက်သွားပြီးဘွိုင်ကာကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘွိုင်ကာကလည်းဆုံးရှုံးသွားတဲ့သူ့ရဲ့ဂုဏ်သိက္ခာတွေကိုပြန်ဆဲဖို့အသင့်ဖြစ်နေပါပြီ။ထောင်ထဲကလူတွေအလုံးကဘွိုင်ကာဟာတိုက်ခိုက်ရေးသမားတရားဆိုတာကိုမေ့နေကြပြီဖြစ်လို့သူဟာအရင်ကတည်းပိုပြီးအန်ဒီရဲ့ရှိတဲ့သူဖြစ်လာပြီဆိုတာကိုပြသချင်နေတာပါ။ထောင်ပိုင်ကတော့စီကာနဲ့မရဘွိုင်ကာကိုပြန်စီချင်လို့ဘွိုင်ကာကိုဖိုင်းခိုင်းနေမယ်။ဂါကဘွိုင်ဂါရဲ့တဆရာထက်တန်မှုကိုတွေ့ပြီးပြိုင်ပွဲကိုခွင့်ပြုပေးလိုက်ပါတယ်။ပွဲစားတဲ့အခါစီကာကဘွိုင်ဂါကိုအသင်းဝင်တိုက်ပြီးမြဲဘွိုင်ဂါကလွဲကူပဲကကွယ်နိုင်ပြီးစီကာဟာဘွိုင်ဂါရဲ့ရှေ့မှာကြားမခံပဲရှုံးနိမ့်သွားပါတော့တယ်။ဒါကိုမြင်တော့အားလုံးအားတင်သွားကြပြီးဂါလည်းဘွိုင်ဂါရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအထင်ကြီးသွားပါတယ်။ဘွိုင်ဂါရဲ့ရင်ထဲမှာအရင်လိုမီးတောက်တွေရှိနေသေးမှန်းတီးသွားတဲ့အတွက်ဂါကစီကာအစားဘွိုင်ဂါကိုပဲနိုင်ငံတကာပြိုင်ပွဲအတွက်ရွေးချယ်လိုက်ပါတယ်။အဲ့ဒီပြားထောင်တစ်ခုကိုပြောင်းရွှေ့ရပါရဲ့။ထောင်တက်ကိုရောက်တဲ့အခါကဘာတဝင်းကအတော်ဆုံးတိုက်ခိုက်ရေးသမားတွေကိုဘွိုင်ကတွေ့လိုက်ရပါတယ်။သူတို့အားလုံးဟာလည်းဒီပွဲမှာနိုင်ရင်လွတ်မြောက်ခွင့်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လာကြတာပါ။အဲ့ဒီလူတွေထဲမှာတာဘိုဆိုတဲ့တိုက်ခိုက်ရေးသမားတယောက်ကထောင်ပိုင်ကိုရိုင်းဆိုင်လှုပ်လို့ထောင်ဆောင်ကသူ့ခြေထောက်ကိုတုံးနဲ့ရိုက်ပြီးနှိမ်လိုက်ပါတယ်။အဲ့ဒီနောက်ထောင်ပိုင်ကစီးလန်းတွေကိုရှင်းပြပြီးစီကန်းဖောက်ဖျက်ရင်ချက်ချင်းတတ်ပစ်မယ်လို့ချိန်ချောက်ပါတယ်။ပြီးတော့သူတို့ကိုပွဲကျင်းပါမယ်ကြိုးဝိုင်းအကြီးစီခေါ်သွားပါတယ်။